သနာပြုရင်ကြောင်းတိုင်းမှာဦးဇင်းတို့လာဝတ်မဲ့ရှင်သာမဏေဘယ်လိုအင်္ဂါရက်နဲ့ပြည့်စုံရင်လက်ခံမလဲဆိုတော့ဦးဇင်းတို့နံပါတ်1အနေနဲ့ကတော့ဦးဇင်းတို့နာတာရှည်ယောဂကင်းတဲ့လူဖြစ်ရပါမယ်ကုသယောဂမျိုးတွေယောဂမျိုးကင်းတဲ့လူဖြစ်ရပါမယ်ကိုယ်လည်းအင်္ဂါချို့တဲ့မှုစကားမပြီးတာတွေစကားထစ်တာတွေကင်းဝေးသူဖြစ်ရမှာပဲဘာကြောင့်စကားမပြီးတာစကားထစ်တာလက်မခံတာလဲဆိုတော့ဦးဇင်းတို့တရားပြတရားဟောတဲ့အခါမှာစကားထစ်တာတွေစကားမပြီးတာတွေကြတော့ဦးဇင်းတို့အဆင်မပြေတဲ့အတွက်ကြောင့်တရားကိုထည့်လာခြင်းဖြစ်ပါတယ်နောက်တစ်ခုကဦးဇင်းတို့မျက်စိဆွေဆောင်းတာတွေနားထိုင်းတာတွေဖြစ်လို့မရပါဘူးစိတ်ပိုင်းဆိုင်ရာအားနည်းချက်တွေချိုးယွင်းချက်ရှိတဲ့လူတွေလက်မခံပါဘူးဦးဇင်းတို့ထုံတိုင်းတွေ့ဝေးတာတွေလက်မခံပါဘူးဦးဇင်းတို့ကသာသနာပြုနိုင်တဲ့ကျမ်းမာရေးရှိမှဦးဇင်းတို့ကအဆင်ပြေမှာပါသာသနာပြုနိုင်တဲ့ကျမ်းမာရေးနဲ့မညီညွတ်ဘူးဆိုရင်ဦးဇင်းတို့တတ်နိုင်ဆုံးတော့ဦးဇင်းတို့မတာမဏေဝတ်ပြီးသွားတဲ့ရှင်သာမဏေများကိုတော့တတ်နိုင်ဆုံးကျောင်းတိုက်ကဆောက်ရှောက်ပေးပါမယ်ဒီမှာမရရင်တော့ဦးဇင်းနိုင်ငံခြားတိပို့ပြီးကုသဖို့တွေဦးဇင်းတို့အဲ့လောက်ထိဦးဇင်းတို့စီမံထားပါတယ်နော်ဘယ်လိုမှမရနိုင်တော့ဘူးသာသနာပြုဖို့တဲ့ဘယ်လိုမှအဆင်မပြေနိုင်တဲ့အခြေအနေမျိုးရှိနေတော့ဦးဇင်းတို့မိဘများတဲ့ပြန်လဲအဲ့နာမှာဖြစ်ပါတယ်နံပါတ်1ချက်နဲ့ကဦးဇင်းတို့10နှစ်ထက်ငယ်လို့မရပါဘူး10နှစ်ထက်တည်းကြီးလို့မရပါဘူး10နှစ်အောက်ဘာလို့မငယ်ရတာလဲဆိုဦးဇင်းတို့ကဒီမှာဝတ်တဲ့တာမဏေလေးတချို့တာမဏေတွေကြတော့စီဝမ်းနေမနိုင်ကြဘူးစီဝမ်းမနိုင်တဲ့အတွက်ကြောင့်ဦးဇင်းတို့သူ့အတွက်တကွေတကာဆောက်ရှောက်ရတဲ့အခါမှာကျန်တဲ့တာမဏေများကိုဦးဇင်းတို့ထိန်းဆောက်ရှောက်ဖို့အတွက်အားနည်းချက်တွေအများကြီးတွေ့ရပါတယ်ဒါကြောင့်ဦးဇင်းတို့10နှစ်တည်းငယ်ဦးဇင်းတို့လက်မခံပါဘူးချွင်းချက်နေတဲ့တစ်လလောက်နေကတ်လူတာလောက်ကဦးဇင်းတို့ဒါမျိုးကတော့ခန္ဓာကိုယ်ရတဲ့လှုပ်ရှားရှားနှုတ်ရနေသူရဲ့တကူတကားရတယ်ဆောင်ရွက်နိုင်တဲ့တာမဏေလောင်းများကိုဦးဇင်းတို့လက်ခံမှာဖြစ်ပါတယ်ကျိုး10နှစ်တည်းကြီးသွားရင်ဦးဇင်းတို့လက်မခံတာဘာကြောင့်လဲဆိုတော့အခု12နှစ်ဆိုရင်ဦးဇင်းတို့ဟိုမုန်းကာလပြောင်းလဲနေဖြစ်လာပြီဟိုမုန်းကာလပြောင်းတော့ဦးဇင်းတို့ကလေးတွေရဲ့စိတ်သဘောသဘာဝစောက်ရှောက်ရတယ်ခက်ခဲတယ်ခက်ခဲတဲ့အတွက်ကြောင့်ဦးဇင်းတို့ဆရာသမားနဲ့ထိတွေ့မှုအချိန်ကာလကနည်းတဲ့အချိန်မှာဦးဇင်းတို့စောက်ရှောက်လို့မလွယ်ဘူးပြောစကားနားမထောင်ချင်ဘူးပေါ့ဆရာသမားနဲ့ထိတွေ့သွားပြီနည်းနည်း3နှစ်လောက်ရှိသွားပြီဆရာသမားနဲ့တပည့်နဲ့ကအတင်းကြီးရဲ့တသားတည်းကျသွားပြီဆိုဦးဇင်းတို့စောက်ရှောက်ရတာလွယ်တယ်ဒါကြောင့်ဦးဇင်းတို့10နှစ်ထက်ကြီးမယ်ဆိုဦးဇင်းတို့သိစမပြေဘူးချွင်းချက်တော့ရှိပါတယ်ဦးဇင်းတို့တချို့တစ်လ2လကြီးတယ်10နှစ်တော့ကျော်သွားပြီဒါပေမဲ့ကလေးကတော်တယ်လိမ္မာရေးကြတဲ့ကောင်းတယ်ပညာရေးဘက်မှာထူးချွန်တယ်ဆိုရင်ဦးဇင်းတို့နိုင်ကားတွေတိုင်မြင်ပြီးတော့ဦးဇင်းတို့လက်ခံတာတွေရှိပါတယ်နောက်ချွင်းချက်တစ်ခုအနေနဲ့ကဦးဇင်းတို့ညီကို2ပါးလာဝတ်တယ်ညီကို2ပါးဝတ်တဲ့အခါမှာဦးဇင်းတို့ညီဖြစ်တဲ့လူက10နှစ်ခွဲလောက်ရှိမယ်အကိုဖြစ်တဲ့လူက10နှစ်1လလောက်2လလောက်ဆုံးသွားတယ်ဒါမို့ဆိုရင်လည်းဦးဇင်းတို့ကအစီစစ်ပြီးတော့လက်ခံပေးတာရှိပါတယ်တာမဏေကိုလာဝတ်မဲ့ရှင်တာမဏေဟာဆိုရင်ဦးဇင်းတို့ကိုရင်ဝတ်ပြီးသားမဖြစ်ရဘူးဒါပေမဲ့ချွင်းချက်တော့ရှိပါတယ်တချို့ကြံတွင်းမှာဒုံဘက်ဝတ်တယ်9ရက်10ရက်ဝတ်တာတွေဒါမို့ဦးဇင်းတို့လက်ခံပါတယ်တချို့ကြတော့တရားစခန်းဝတ်တယ်တရားစခန်းဝင်နေ10ရက်15ရက်လောက်ဝတ်တယ်ဒါလည်းဦးဇင်းတို့လက်ခံတယ်လောက်ကပြဿနာမရှိပါဘူးချွင်းချက်အနေနဲ့ပေါ့နော်နောက်တစ်ခုဦးဇင်းတို့လာဝတ်မဲ့ရှင်သာမဏေများရဲ့ခန္ဓာကိုယ်မှာစေးမင်ကြောင်တက်တူးတွေထိုးထားတာမရှိစေရဘူးနော်စေးမင်ကြောင်တက်တူးထိုးတဲ့တာမဏေအများစုကြည့်လိုက်ဦးဇင်းတို့စိုးတာများတယ်ဒါကြောင့်ဒီမှာလာဝတ်မဲ့ရှင်သာမဏေများရတယ်စိုးသွမ်းတဲ့လူမဖြစ်ရဘူးကြမ်းတဲ့ဇယိုက်ကြမ်းတဲ့လူမဖြစ်ရဘူးဦးဇင်းတိမ်မွေ့တဲ့လူဖြစ်ရမယ်ဒါပေမဲ့ဦးဇင်းတို့မျိုးကောင်းသားအင်္ဂါနဲ့လည်းပြည့်စုံရမယ်တချို့အလွန်နှွယ်နှောင်းတဲ့ရှင်သာမဏေရတယ်မဖြစ်ရစေရဘူးအဲ့လိုနှွယ်နှောင်းလုံးအချင်းနဲ့ဦးဇင်းတို့ကဒီမှာလက်ခံလို့အဆင်မပြေပါဘူးနောက်တစ်ချက်ဦးဇင်းတို့နံပါတ်5အနေနဲ့ကတော့မြန်မာစကားကျွမ်းရမ်းခြင်းပြောဆိုတတ်ကြမယ်ဘာကြောင့်မြန်မာစကားကျွမ်းရမ်းခြင်းပြောဆိုတတ်ရမလဲဆိုတော့ဦးဇင်းတို့ရှိမှာဦးဇင်းတို့တိုင်းသားကြီးလက်ခံတာရှိပါတယ်အခုလည်းတိုင်းသားကြီးလက်ခံပါတယ်မြန်မာစကားမကျွမ်းကျင်တဲ့အခါမှာဦးဇင်းတို့အားနည်းချက်နေတယ်သူတို့သင်တဲ့အခါမှာတော့ဦးဇင်းတို့ဘေးရစကားပြန်နဲ့သင်ရတယ်သင်ပြီးတော့စကားပြန်ကပြောသမျှသူတို့ကနားလေတယ်ပြီးသွားရင်ဦးဇင်းတို့ကသူတို့ဘာပဲပြောသူတို့ကမသိတော့ဘူးဦးဇင်းတို့ကဒါလိုက်ပြီးတော့ပြောနေတယ်သူတို့ကနားမလဲတဲ့ခါကျဦးဇင်းတို့ဆုံးမတယ်မထိရဘူးမထိရတော့ကလေးတို့ကအကျိုးမရှိဘူးအကျိုးမရှိပဲနဲ့ကလေးတွေက2နှစ်3နှစ်4နှစ်အချိန်နာကုန်သွားတယ်သူတို့ဘာအတန်းမှမရောက်လိုက်ဘူးအတန်းမရောက်တော့သူတို့လည်းအဆင်မပြေဦးဇင်းတို့လည်းအဆင်မပြေဘူးနှစ်ဖက်အကျိုးမရှိတာတွေ့ရပါတယ်ဒါကြောင့်ဦးဇင်းတို့မြန်မာစကားကျွမ်းကျင်ခြင်းပြောဆိုတဲ့မှတိုင်းသားတွေကိုလက်ခံမှာဖြစ်ပါတယ်ဒီအနည်းဆုံးဦးဇင်းတို့မြန်မာစာ2တန်းတော့အောင်မိသားဖြစ်ရမှာအခြေခံ2တန်းတော့အောင်မှနောက်ဆုံးဦးဇင်းတို့ဒီမှာအခြေခံအပြန်စတင်တဲ့ခါကျတော့တချို့က2နှစ်3နှစ်ကြာသွားတယ်အတန်းတွေကမရောက်ဘူးမရောက်တော့ကလေးတွေကစိတ်လေးတာတွေပြီးပါတွေရတယ်အတန်းတွေမရောက်တော့မျောလင်းချက်တွေအားနေတာတွေတွေ့ရတယ်ဒါကြောင့်ဦးဇင်းတို့အခြေခံ2တန်းလောက်တော့အောင်မှအနည်းဆုံး
ဦးဇင်းတို့လက်ခံမှာဖြစ်ပါတယ်နော်လာဝတ်မဲ့ရှင်သာမဏေများကိုဦးဇင်းတို့ကဖျားရှိခိုးတော့အနည်းဆုံးတက်ကမယ်ဦးဇင်းတို့ဒါလေးနှုတ်တိုက်မေးပါမယ်ဖျားရှိခိုးတက်ကမယ်ဖျားကုံတရားကုံတန်ဃာကုံလောက်တယ်ဦးဇင်းတို့အနည်းဆုံးအာကုံတော့ဆိုတက်ကမှာပေါ့နော်ပြီးတော့ကိုရင်ဝတ်တဲ့သင်္ကန်းတောင်းလို့နော်သင်္ကန်းအတ္တလေးသင်္ကန်းတောင်းတာဒါလေးဦးဇင်းတို့နှုတ်တက်တော့ဆိုတတ်အောင်ဦးဇင်းတို့ကြိုတင်လေ့ကျင့်ပေးထားမှာဖြစ်ပါတယ်ဒါတွေပြည့်စုံမှဦးဇင်းတို့ကိုရင်ရှင်သာမဏေလောင်းများကိုဦးဇင်းတို့လက်ခံမှာဖြစ်ပါတယ်ဦးဇင်းတို့သာသနာပြုရင်ကျောင်းတိုင်းမှာတစ်နှစ်ကိုရှင်သာမဏေ2ကြိမ်လက်ခံပါတယ်။တစ်ကြိမ်ကိုဦးဇင်းတို့ရှင်သာမဏေ90လက်ခံပါတယ်။ဘာကြောင့်90အထိပဲလက်ခံတာလဲဆိုဦးဇင်းတို့ဒီအတိုင်းတာပမာဏဦးဇင်းတို့စောက်ရှောက်လို့ရတဲ့အတိုင်းတာပမာဏဖြစ်တယ်။90တဲ့ကြိုးပမ်းဦးဇင်းတို့မစောက်ရှောက်နိုင်တော့ဘူး။မစောက်ရှောက်နိုင်ရင်ဦးဇင်းတို့ကိုရင်တစ်တွေတာမဏေလောင်းတွေတွေ့တယ်အဆင်မပြေဘူး။တာမဏေတွေ့တယ်အဆင်မပြေဘူးဦးဇင်းတို့ကျောင်းတိုက်တယ်အကျိုးမရှိဘူး။တာမဏေတွေ့တယ်အကျိုးမရှိဘူး။ဒါကြောင့်ဦးဇင်းတို့တာမဏေတစ်ဝစ်လာတဲ့တာမဏေတစ်များဆိုရင်ဦးဇင်းတို့လူပေါင်းကနေပြီးတော့တာမဏေရှင်တာမဏေဖြစ်ဖို့အတွက်ကိုဦးဇင်းတို့ပြောင်းလဲတဲ့ကာလလေးဖြစ်တယ်ပြောင်းလဲတဲ့ကာလဆိုဦးဇင်းတို့တေချာကိုဦးဇင်းတို့ဒီဇိုင်းမတ်မတ်နဲ့ကိုဗစ်ရင်ပြီးကိုစောက်ရှောက်မှမျက်စိအောက်ကမကွာအောင်စောက်ရှောက်နိုင်မှာဦးဇင်းတို့တော့ကကြတယ်ဒါကြောင့်ဦးဇင်းတို့ဒီကာလလေးကိုဒီတိုင်းတာပမာဏ90ဆိုတဲ့တိုင်းတာပမာဏဦးဇင်းတို့စောက်ရှောက်နိုင်တဲ့အရည်အတွက်ပမာဏဖြစ်တဲ့အတွက်ကြောင့်ဒီတိုင်းတာဦးဇင်းတို့လက်ခံပြီးခေါ်ယူခြင်းဖြစ်ပါတယ်အဲ့ထက်များရင်ဦးဇင်းတို့လည်းစောက်ရှောက်ရတာအဆင်မပြေဘူးဒါကြောင့်ဦးဇင်းတို့90ပဲလက်ခံတာဖြစ်ပါတယ်သာသနာပြုရင်ကျောင်းတိုင်းမှာလာဝတ်မဲ့ရှင်သာမဏေနဲ့ဦးဇင်းတို့ဘာပစ္စည်းမှယူလာကြမလို့ပါဘူး။ဆောင်းကျွန်တော်ခေါင်းသင်္ကန်းအစဦးဇင်းဒီမှာပြင်ဆင်ထားတာရှိပါတယ်။အဲဒါယူလာမဲ့ပစ္စည်းကဦးဇင်းတို့မွေးစင်းကလေးရဲ့မွေးစင်းမူရင်းတွေ့ရပါပါမယ်။မိတ္တူတွေ့ရပါပါမယ်။ဘာကြောင့်မူရင်းတောင်းရလဲဆိုဦးဇင်းတို့တချို့မိဘများကြတယ်ကိုတာမီဝတ်စီခြင်းနဲ့ဇောအားကြီးပြီးတော့မွေးစင်းကိုပြင်ပြီးတော့မိတ္တူတွေထပ်ခါဆွဲတဲ့ခါကျသူတွေကလေးရဲ့အသက်မှန်ကိုဦးဇင်းတို့မသိကြရဘူးမသိတဲ့ခါကျဒီမှာတချို့ဆိုအသက်ငယ်ရာပါလာတယ်ငယ်ရာပါလာတော့ဦးဇင်းတို့ဒီမှာဥပမာ9နှစ်လောက်ရှိတဲ့ကလေးကလူကောင်ထွားတော့ဦးဇင်းတို့ကကြည့်မသိတာဘူးဒါပေမဲ့ဆုံးမတဲ့ခါမှာတော့ဦးဇင်းတို့9နှစ်ဆိုတဲ့ကလေးတိုင်းတာကိုဦးဇင်းတို့က10နှစ်စကားတွေပြောလို့မရဘူး10နှစ်ညံရီသူမမီတဲ့အတွက်ကြောင့်ဦးဇင်းတို့ဆုံးမတာမလွယ်ဘူးဒါကြောင့်ဦးဇင်းတို့ကလေးရဲ့အသက်မှန်ကိုသိရှိဖို့အတွက်ကဦးဇင်းတို့ကမွေးစင်းမူရင်းပါရပါမယ်မူရင်းနဲ့တရွတ်ပါမယ်မိတ္တူတရွတ်ပါမယ်အိမ်နောက်စရာယူလာပါမယ်မူရင်းမိတ္တူယူလာပါမယ်နော်တော့ဘာဒီပြင်ဆင်ထားရမလဲမိကလေးတွေအတွက်ဦးဇင်းတို့ကမိဘများကဘာဒီပြင်ဆင်ပေးထားရမလဲဆိုရင်မိမိတို့ရဲ့ကလေးကိုလိမ်မအောင်သင်ပေးထားရမယ်ယဉ်ကျေးအောင်ဆုံးမထားပေးရမယ်ယဉ်ကျေးလိမ်မတခါလဲစောစီးသင်ပေးထားရမယ်ပြီးတော့အများနဲ့နေတတ်အောင်တချို့ကလေးတွေကအများနဲ့မနေတဲ့အခါကျတတိယဖြစ်နေတယ်သူတို့ရေရှည်မှာနေဖို့ထိုင်ဖို့အဆင်မပြေပါဘူးဒါပြီးနောက်တစ်ခုကျတော့ဦးဇင်းတို့တကိုယ်တကာရကိုစောက်ရှောက်တက်အောင်လည်းလေ့ကျင့်ပေးထားရမယ်တကိုယ်တကာရမလုပ်တတ်ဘူးဆိုရင်ဦးဇင်းတို့အများနဲ့အခါမှာသူ့မတယောက်တည်းကြံခဲ့တာလို့ကြာရင်စိတ်အားငယ်တာလို့ဒါတွေဖြစ်တတ်ပါတယ်ဒါကြောင့်ဦးဇင်းတို့တကိုယ်တကာရစောက်ရှောက်တက်အောင်မိဘတွေကကြိုတင်ပြင်ဆင်ပြီးတော့သင်ကြားပေးထားမှာဖြစ်ပါတယ်ကျောင်းတိုက်မှာကိုရင်လာဝတ်တဲ့ခါမှာဦးဇင်းတို့ကျောင်းတိုက်မှာရောက်ချင်းဦးဇင်းတို့ကိုရင်လောင်းလေးတွေကိုဒုတိယတန်းစာကျွမ်းကျင်ရေးနိုင်စွမ်းဖတ်နိုင်စွမ်းရှိမရှိဦးဇင်းတို့ဒါကိုစပြီးတော့စစ်ဆေးမှာဖြစ်ပါတယ်ရေးနိုင်စွမ်းဖတ်နိုင်စွမ်းကောင်းတယ်ရေးနိုင်တယ်ဆိုရင်ဦးဇင်းတို့အဲ့ဒါပြီးသွားရင်တော့ဦးဇင်းတို့ကိုယ်လက်အင်္ဂါပြည့်စုံမှုရှိမရှိဒါကိုစစ်ဆေးမှာဖြစ်ပါတယ်ဘာကြောင့်လဲဆိုဦးဇင်းတို့အထက်မှာလည်းဦးဇင်းတို့ပြောထားပြီးသားရှိပါတယ်ကိုလက်အင်္ဂါပြည့်စုံပါတယ်ဦးဇင်းတို့လက်ခံလို့ရပါမှာဖြစ်ပါတယ်ကိုလက်အင်္ဂါတွေပြည့်စုံပြီးဦးဇင်းတို့လက်ခံလို့ရနေတာရှိသွားပြီဆိုရင်ကိုရင်လောင်းလေးတွေကိုဦးဇင်းတို့ကသာသနာပေါ်မှာတကယ်ဝတ်ချင်တဲ့မိမိဆန္ဒရှိမရှိဘာကြောင့်လဲဆိုတော့ဦးဇင်းတို့မိဘတွေကအတင်းတိုက်တွန်းပြီးကလေးကဝဲတာမျိုးဦးဇင်းတို့မဖြစ်စေချင်ဘူးအဲ့လိုဝတ်လာတဲ့ကလေးတွေကရေရှည်မှာဦးဇင်းတို့အဆင်မပြေဘူးဆောက်ရှောက်ရတာအဆင်မပြေဘူးချုပ်မိဘတွေကကလေးတွေဝတ်ချင်စောအားကြီးပြီးတော့မျိုးပေါ့နော်
ကလေးကိုစီးယုံလာတာရှိတယ်အဲ့လိုစီးယုံတဲ့ဘလူများတချို့ဘလူများစီးယုံနေဆိုဒီမှာဦးဇင်းတို့ကလေးတွေကိုင်းလေးတဘာကိုတစောင်နေရမယ်အေယာကွန်နဲ့နေရမယ်ပြီးရင်ကလေးတွေတချို့ဖုံးကြိုက်တဲ့ကလေးဆိုဖုံးနဲ့မြူဆွဲပြီးတော့ဒီမှာဖုံးလေးကင်လို့ရတယ်ဂိမ်းဆော့လို့ရတယ်ဒီလောက်ထိဦးဇင်းတို့တချို့မိဘတွေမြူဆွဲထားတာတွေ့ရပါတယ်အဲ့လိုတွေ့တဲ့ခါကျတော့ဦးဇင်းတို့ဒီမှာရောက်တော့ဦးဇင်းတို့အဲ့ပစ္စည်းတွေကဒီမှာတကယ်တည်းမသုံးရဘူးမသုံးရတော့ကလေးတွေစိတ်တက်တွေကစိတ်မပြေဘူးစိတ်တက်ပြက်တယ်ပေါ့စိတ်တက်ပြက်တော့ဦးဇင်းတို့ဆောက်ရှောက်ရတာစိတ်မပြေဘူးဒါကြောင့်ကလေးတွေရဲ့ရည်ရွယ်ချက်တကယ်မှန်ဦးဇင်းတို့ကဒါကိုသိအောင်လို့ဦးဇင်းတို့စစ်ဆေးပါမယ်ကလေးကတကယ်မှန်တယ်မိဘတွေတကယ်ကြည်ပြူခွင့်ပြုတယ်ကလေးကလည်းမှန်တာဖြစ်လို့ချင်းဦးဇင်းတို့ကဒါကိုဦးဇင်းတို့ကဒီချက်နဲ့ပြီးဦးဇင်းတို့လက်ခံပါပဲဒါပြီးသွားပြီဆိုရင်ဆေးစစ်ဖို့အတွက်ဦးဇင်းတို့ဖောင်ဖြည့်ရပါမယ်အဲ့ဖောင်ကိုဖြည့်ပြီးသွားပြီဆိုရင်အဲ့ဖောင်နဲ့အတူဦးဇင်းတို့သာသနာပြုဝင်အကြောင်းတိုင်းမှာရှိတဲ့စီးပေးခန်းကိုဦးဇင်းတို့သွားပြီးတော့ဆေးစစ်ကမှာဖြစ်ပါတယ်ဆေးစစ်လို့ဆရာဝန်စီကနေကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာသာသနာပြုဖို့အတွက်ကျန်းမာရေးကောင်းပါတယ်ဆိုတဲ့ထောက်ခံစာရပြီဆိုရင်ဦးဇင်းတို့အဲ့ကိုရင်လောင်းလေးတွေကိုကိုရင်ဝတ်ဖို့အတွက်ဦးဇင်းတို့ကိုရေးရသမျှအချက်လက်အပြည့်စုံပြန်ပြီးတော့ပြန်စယူမှာဖြစ်ပါတယ်ကိုရေးရဝင်အချက်လက်ပြည့်စုံသွားပြီဆိုမှဦးဇင်းတို့နောက်တစ်ဆင့်အနေနဲ့ကိုရင်ဝတ်ပုံအဆင့်ဆင့်တိုင်းဦးဇင်းတို့တန်ချရစပြီးတော့ဆင့်ဆင့်ဆောင်ရွက်သွားမှာဖြစ်ပါတယ်ကျောင်းတိုက်ကိုကိုရင်သစ်စဝတ်ပြီဆိုတာနဲ့ဦးဇင်းတို့ကိုရင်သစ်တွေအတွက်ဦးဇင်းတို့စောင်းချောင်းခေါင်းအောင်တပတ်ရေချိုးတပတ်တွေရေချိုးခွက်တွေစစ်ပြခွက်တွေအကုန်လုံးဦးဇင်းတို့ပြင်ဆင်ပေးထားပါတယ်ဒါတင်လားဆိုဦးဇင်းတို့မကသေးပါဘူးဦးဇင်းတို့ခြေတုပ်ခုံတွေအစခြေတုပ်ဝတ်ကအစသူတို့ကျမ်းမာရေးနဲ့ညီညွတ်အောင်သုံးတန်အောင်ဦးဇင်းတို့တေချာလေးဆောင်ရွက်ပေးထားပါတယ်ပြီးတော့ကိုရင်တပားကိုဦးဇင်းတို့သင်္ကန်းကလည်းအနည်းဆုံး3စုံဦးဇင်းတို့ထုတ်ထားပေးထားပါတယ်သင်္ကန်း3စုံနော်သွားရစီသွားရတန်အဆဆရရလူလေးသေးမရှိအောင်ဦးဇင်းတို့ယူတင်ပြင်ဆင်ပေးထားပါတယ်တကယ်လို့ပျောက်ဆုံးသွားမယ်ဦးဇင်းတို့ပျောက်ဆုံးသွားမယ်ဆိုရင်လည်းဦးဇင်းတို့တေချာစီစစ်ပြီးတော့စနစ်တကျပြန်လည်ထုတ်ပေးပါတယ်ရေချိုးတဲ့ခါမှာလည်းဦးဇင်းတို့အဆင်ပြေအောင်ရေချိုးသင့်ပိုင်နေရေလဲလို့ရအောင်တေချာပြင်ဆင်ပေးထားပါတယ်တာမဏေသစ်များအတွက်ပြီးတော့တာမဏေသစ်တွေဦးဇင်းတို့ရောက်ပြီဆိုတာနဲ့ဦးဇင်းတို့ဘာတွေစတင်ရလဲဆိုတော့ဦးဇင်းတို့ကိုရင်သစ်လေးတွေကိုနေပုံထိုင်ပုံလေးတွေပြောပုံဆိုပုံလေးတွေဒါစပြီးတော့အဆုံးစတင်ရပါတယ်ဒါသင်ပြီးဦးဇင်းတို့သင်္ကန်းဝတ်တာသင်္ကန်းယုံနာလေးတွေသွားတာလာတာလေးတွေဦးဇင်းတို့သင်ရပါတယ်ပြီးတော့ဒါတွေပြီးဦးဇင်းတို့လိန်10ပါးတွေဒန်10ပါးတွေခန္ဓကဝတ်14ပါးတိခိယ85ပါးနော်တိခိယနဲ့အညီသွားတက်လာတက်နေတဲ့ထိုင်တဲ့ပြောရဆိုတတ်အောင်ဦးဇင်းတို့ဒါတွေစားတဲ့တောက်တောင်ဒါတွေအစဦးဇင်းတို့ဖြည်းဖြည်းချင်းပုံသွင်းလေ့ကျင့်ပေးရပါတယ်တဆင်ပြီးတဆင်ပေါ့နော်ဒါတွေအဆင်ပြေလို့အောင်မြင်ပြီဆိုမှကျွမ်းကျင်နေတက်ပြီးထိုင်တက်ပြီးပြောတဲ့ဆိုတတ်ပြီးအကောင်လှုပ်ဆောင်တတ်ပြီးဆိုမှဦးဇင်းတို့ဒီ6လကာလပြီးသွားပြီဆိုမှဦးဇင်းတို့နောက်တဲ့အပိုင်းတွေကိုတော့ခြေပြူတန်းပိဋကခြေပြူတန်းတွေကိုဦးဇင်းတို့ကဆက်ပြီးတော့သင်ကြားစီဖို့လည်းဆီလွှတ်ရပါတယ်ဦးဇင်းတို့သာသနာပြုရင်ကျောင်းတိုင်မှာကိုရင်တွေကိုဦးဇင်းတို့3နှစ်အတွင်းတွေ့ခွင့်မပေးပါဘူး3နှစ်အတွင်းဘာကြောင့်တွေ့ခွင့်မပေးတာလဲပြောရင်တချို့မိဘတွေကတရားမခိုင်သေးဘူးတရားမခိုင်သေးဘူးကိုရင်တွေမှာတရားအဲ့ချိန်မှာမခိုင်သေးတဲ့အခါကျတော့ဦးဇင်းတို့မိဘနဲ့ကိုရင်နဲ့တွေ့တဲ့အခါမှာဦးဇင်းတို့တချို့ကိုရင်တွေလူထွက်ချင်စိတ်တွေပြန်ဖြစ်သွားတာရှိတတ်ပါတယ်ဒါကြောင့်ဦးဇင်းတို့3နှစ်အတွင်းမှာပေးမတွေ့ပါဘူး3နှစ်ပြည့်ပြီဆိုရင်ဦးဇင်းတို့ live ပေါ်မှာကြီးညာပေးထားပါမယ်အဲ့ပြည့်တဲ့ဖွဲ့တွေပေါ့နော်ပြည့်ပြီးသား3နှစ်ပြည့်ပြီးသားတချို့ကိုရင်များဦးဇင်းတို့က6လတစ်ခါပြန်တွေ့ခွင့်ပေးပါမယ်အဲ့တော့တစ်နှစ်ကို3နှစ်ပြည့်ပြီးသားရှင်သာမဏေများကတစ်နှစ်ကို2ကြိမ်တွေ့ခွင့်ပေးပါမယ်မပြည့်သေးတဲ့ဟာတော့ဦးဇင်းတို့လုံးဝတွေ့ခွင့်မပေးပါဘူးနော်3နှစ်မပြည့်ခင်မှာဦးဇင်းတို့ကိုရင်မိဘများနေတာလေဦးဇင်းတို့အကြောင်းတိုက်ကိုလာပြီးတော့ဆွန်းလောင်းလို့လည်းမရပါဘူးဒါပေမဲ့လူလာတန်းတာတော့လူလို့ရပါတယ်နော်ဆွန်းလောင်းတာတော့ဦးဇင်းတို့ခွင့်မပြုပါဘူးဒါလေးတော့ဦးဇင်းတို့တတ်မြစ်ထားပါတယ်ဒါလေးတော့သိခံပေးကြပါဦးနော်ဒါတော့ဦးဇင်းတို့3နှစ်ပြည့်သွားပြီဆိုတာနဲ့ဦးဇင်းတို့ဆွန်းလောင်းလို့လည်းရမယ်တွေ့တာတော့ဦးဇင်းတို့6လတစ်ဖြတ်6လပြတ်သတ်မှတ်ထားတဲ့အချိန်မှာပဲဦးဇင်းတို့တွေ့ပြီးမှဖြစ်ပါတယ်
တိုးရင်ကျောင်းတိုင်းမှာရှင်သာမဏေမိဘများဦးဇင်းတို့ group ဖွဲ့ထားတာရှိပါတယ်အဲ့ group မှာဦးဇင်းတို့ကိုရင်နေတဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ဒါစဉ်သူတို့ဖြည့်ဆို့မှုအချိန်နဲ့ဦးဇင်းတို့အချိန်နဲ့တပြေးညီတင်ထားတာရှိပါတယ်အဲ့မှာသွားရောက်ပြီးတော့ကြည့်ရှုနိုင်ပါတယ်ကိုရင်နေတဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်ဒီကျမ်းမာရေးနဲ့ပတ်သက်ပြီးသိချင်တယ်ဆိုရင်တော့ဦးဇင်းတို့ကျောင်းတိုင်းတန်ခါရေးရဖုံးဖြစ်တဲ့ခွန်9နှစ်938 938ဖုံးနဲ့39ခွန်900ခွန်292ကိုအဲ့ဖုန်းတွေမှာဦးဇင်းတို့ဆက်သွယ်ပြီးတော့မေးမြန်းနိုင်ပါတယ်ကိုရင်ဒီရဲ့ကျမ်းမာရေးနဲ့ပတ်သက်သိချင်တာရှိရင်တော့အဲ့ဖုန်းနဲ့လုံးမှာဦးဇင်းတို့မေးမြန်းဆက်သွယ်နိုင်ပါတယ်ကျွန်တော်သာသနာပြုရင်မှာလာဝဲမဲ့ရှင်သာမဏေလာဝဲမဲ့ကိုရင်လေးရဲ့မိဘများအနေနဲ့တာမဏေတွေဘောအရန်မစိုးရင်ဘူးဦးဇင်းတို့ဒါလေးပြောချင်ပါတယ်။ဘာကြောင့်ပြောရလဲဆိုရင်တချို့တာမဏေလေးတွေမှာဦးဇင်းတို့ရားတဲ့ခါမှာကုတ်တဲ့ခါမှာအမဲဆက်လေးတစ်ခါဖြစ်တတ်တယ်။ရားရင်ကုတ်ရင်ရတယ်။အဲ့လိုမဲဆက်တွေတွေ့ပြီဆိုရင်တချို့မိဘများကြတော့ကိုရင်လေးတွေစိုးရင်လွန်ခဲ့ပြီးတော့အာရှင်မြတ်ဘာဖြစ်တာလဲဗျာ။ကိုရင်လေးဘာဖြစ်တာလဲမပြောက်ဘူးလားဗျာဒါလေးခဏခဏဦးဇင်းတို့ဒါလေးဖြည့်ရှင်းရတယ်ပေါ့နော်ဒါလေးတချို့မိဘများဆိုရင်ဦးဇင်းတို့တရက်2ရက်3ရက်လောက်ကိုတစ်ခါနေ့3ရက်လောက်ခြားပြီးတော့ခဏအဲ့လိုဖုံးဆက်တာတွေ့ရတာပေါ့တွေ့တော့ဦးဇင်းတို့ဒီမှာလည်းလောက်ရကြရတာအများနဲ့ဆောင်းရတာဆိုတော့အဆင်မပြေတာကြီးအဆင်သိပ်မပြေဘူးပေါ့လေကိုရင်တစ်ပါးတည်းမဟုတ်ဘူးဦးဇင်းတို့ကိုရင်အများကြီးမိဘတွေကိုဦးဇင်းတို့ကဆက်သွယ်ဖြေကြားနေရတာဆိုတော့ဒါကြောင့်ဦးဇင်းတို့ခဏမမေးဘူးတော့ဦးဇင်းတို့လိုပါတယ်ဘာကြောင့်လဲဆိုတော့ဦးဇင်းဒီမှာကိုရင်လေးတွေအတွက်ဦးဇင်းတို့ဒီသာသနာပြုရင်ကျောင်းတိုင်ထဲမှာစေဘေးခန်းမှာဆရာဝန်1ယောက်နဲ့သူနာပြု4ယောက်ကိုဦးဇင်းတို့24နာရီဂျူတီချပြီးတော့အချိန်ပြည့်ဦးဇင်းတို့ကျမ်းမာရေးနဲ့ပတ်သက်ပြီးဆောက်ရှောက်ပေးထားပါတယ်။ဒါရင်မဲလားဆိုမဟုတ်သေးဘူးဦးဇင်းတို့လိုအပ်ခဲ့မယ်ဆိုရင်ရန်ကုန်မှာဦးဇင်းတို့ဆရာဝန်တွေဒါပေါ်တယ်။ဆေးနဲ့ပတ်သက်ပြီးဦးဇင်းတို့ကျမ်းမာရေးနဲ့ပတ်သက်ဘာမှလိုလေးမရှိအောင်ဦးဇင်းတို့ဒီမှာဆောက်ရှောက်မယ်လို့ကများတယ်။ဒါကြောင့်မို့နေမှာဆိုရင်ဦးဇင်းတို့ကကျမ်းမာရေးနဲ့ပတ်သက်စိုးရင်ရသေးတယ်။ဒီမှာဆိုဦးဇင်းတို့စိုးရင်စရာမရှိဘူး။ဒါကြောင့်မို့ကိုရင်မိဘတွေအနေနဲ့နော်မိမိတို့ရဲ့သားလေးတွေဒါကြီးစိုးရင်မလွန်ခဲ့ဖို့ဦးဇင်းတွေကနေပြီးထပ်လောင်းပြီးတော့ပြောချင်ပါတယ်လို့သာသနာမှာရှင်သာမဏေမြဲဖို့အတွက်ဆိုရင်ဦးဇင်းတို့မိဘတွေရတယ်တရားတရားနဲ့ပြည့်စုံရမှာဖြစ်ပါတယ်သာသနာမှာယုံကြည်မှုတရားနဲ့ပြည့်စုံရမယ်မိမိတို့ရဲ့သာမဏေလောင်းတွေဖြစ်တဲ့ကိုမိမိတို့ရဲ့ယင်သွေးတွေကိုလေဦးဇင်းတို့တရားတရားပြည့်စုံအောင်မလာခင်မဝတ်ခင်တည်းကြိုတင်ပြီးတော့ဦးဇင်းတို့အပြင်လောကဓာတ်ကဆင်းရဲဒုက္ခတွေတေချာနားလည်အောင်သင်ပေးရမယ်သာသနာပေါ်မှာမြဲသွားပြီဆိုရင်ဦးဇင်းတို့ကောင်းကျိုးတွေကိုလေမိဘတွေကသာသမီတွေကိုကိုယ့်ရဲ့သားသမီးတွေကိုမြဲအောင်ပြီးတော့နိဗ္ဗာန်တွေရောက်တယ်ဆိုရင်ပို့နိုင်တယ်ဒီသာသနာတော်မြတ်ကြီးကိုသိအောင်တေချာလေးဦးဇင်းတို့ကြိုတင်ပြီးတော့မိမိတို့သားကိုအမြဲတမ်းဒါကိုထက်ခါတရားတရားတက်အောင်ဦးဇင်းတို့ကကြိုတင်ဆုံးမပြင်ဆင်ထားမှဦးဇင်းတို့သာသနာပေါ်မှာရှင်သာမဏေတဲ့မြဲမှာဖြစ်ပါတယ်